Okay, အားလုံးပဲမင်္ဂလာပါခင်ဗျ။ Star ရဲ့ဆိုင်ကရောင်းဝယ်ရနေကြိုးစားပါတယ်ဗျ။အခုကျွန်တော်ပြပြမှာတော့ Hana ကျွဲလေးဖြစ်ပါတယ်။ Hana ကျွဲ125စက်တက်မီလိုင်းအကုန်ရပါမယ်။အင်ဂျင်နံပါတ်ညာရှင်းပါတယ်ခင်ဗျ။ဒီနေ့ကျွန်တော်ပတ်လက်ပုံလေးပြပေးပါမယ်။ Okay, ဒီဘင်းလေးကမန္တလေးလိုက်စင်သက်တမ်းချက်မယ်ဗျ။စက်တက်ပါညာတာဝီရပါမယ်။အင်ဂျင်နံရှင်းပါတယ်။ရုပ်ပိုင်းလေးတော့နည်းနည်းလေးရောပါမယ်ခင်ဗျ။ဈေးလေးကတော့9,800,000ဖြစ်ပါတယ်။ဘင်းနဲ့ပတ်သက်ပြီးသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ခွန်လေးလုံးလေးနဲ့3ည1ခွန်နဲ့986မှာသတ်သက်မြင်နိုင်ပါတယ်ခင်ဗျ။ဆိုင်လိုက်စာလေးကတော့34လခွန်4ခွန်5ကြားMr. ရဲ့ဆိုင်ကရောင်းဝယ်ဒီမှာလည်းလာရောက်ချိရှုနိုင်ပါတယ်ခင်ဗျ။နယ်ဝေးလေးကားတင်ပေးပါတယ်အယောင်းဝယ်အလဲထအရေးကြအားလုံးရပါတယ်ခင်ဗျ။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျ။